မင်းဒါကိုတခြားတူတဲ့ပို့လို့ခြင်းရမယ်အစင်ပြေးတဲ့ချိန်မှာထက်လောက်တာမျိုးမဟုတ်ဘူးယူတွတ်မှုတစ်ခုနီးပါဆွဲလန်းနေရမယ်သူတို့အိမ်နေချိန်မှာမင်းကအလုတ်လို့ရမယ်သူတို့အောင်ပွဲခံနေချိန်မှာမင်းကနှုတ်ထက်တောင်တလုံးကိုကြော်ဖို့ပြင်နေရမယ်နားကျင်လို့သူတို့လက်လျှော်ထားချိန်မှာမင်းကအရာအောင်ဖြတ်ကြော်ရမယ်အရှုံးပေးလိုက်ရခြင်းကပို့ပြီးနာကျင်ရလိမ့်မယ်ဒါကပါရမီနဲ့မဆိုင်ဘူးကန်တရားနဲ့လည်းမဆိုင်ဘူးဒါဟာမင်းဘလောက်စားလောင်နေတယ်လဲဆိုတာနဲ့ပဲဆိုင်တယ်သူများတွေမခံစားနိုင်တာကိုခံစားဖို့သူများတွေမလုပ်ရဲတာကိုလုပ်ဖို့အဲ့ဒီလောက်အထိစားလောင်နေရမယ်သေချာတာပေါ့ပေးဆက်ရမယ်တန်ဖိုးတာရှိတယ်လူမှုဆက်ဆံရေးတွေအကွက်လာမယ်လူတွေမင်းကိုနားမလည်နိုင်ပဲဖြစ်လိမ့်မယ်ဒါပေမဲ့ဒါဟာစံတမှုတစ်ခုပဲဒီပေးဆက်မှုတွေကမင်းကိုရက်တန့်သွားစေတယ်ဆိုရင်မင်းဒါကိုတကယ်မလို့ခြင်းခဲ့လို့ပဲတခြားတယောက်ကမင်းထက်ပိုလို့ခြင်းသွားလို့မင်းထက်ပိုပြီးတွေးထွက်ခံရလွာလို့ပဲမင်းစရာရှိတာတစ်ခုပဲမင်းဘာတွေကိုစတေးရတယ်လဲကြိုက်နေတဲ့ဆို comment like share နဲ့ favorite လုပ်ခဲ့ဖို့မမေ့ပါနဲ့